ကဘာကြီးကသူ့ကိုတစ္ဆာရှိတဲ့လူလိုတီးကြပေမဲ့သူကတော့သူ့ရဲ့ကဘာကြီးတစ်ခုလုံးကိုဆုံးရှုံးလိုက်ရပါပြီလူပေါင်းများစွာဆူတောင်းပေးခဲ့ကြပေမဲ့အန်အော့ပေါ်ရာတွေထင်မလာခဲ့ဘူးဧပြီလရဲ့မနက်ခင်း10နာရီကျော်အချိန်လေးမှာဝေဒနာတွေကိုအပြင်းထန်အန်တုခဲ့တဲ့သူမရဲ့နှလုံးခုန်တန်းဟာရပ်တန့်သွားခဲ့ပါပြီအသက်မဲ့သွားတဲ့ဇနီးတဲ့ရဲ့ကိုယ်ခန္ဓာကိုပွေ့ဖက်ပြီးသူအားကိုးရမယ်စွာငိုကြွေးခဲ့ရပါတယ်မသေးခင်နောက်ဆုံးအချိန်ထိသူမဘေးနားမှာသူပဲရှိနေခဲ့တာပါရုပ်ရည်တွေဖြည့်ယွင်းပြီးအယိုးပေါ်အရေးတင်ထည့်နေတဲ့ဇနီးတဲ့ကိုယွန်းရှာချင်းဆိုတဲ့အကြည့်တစ်ချက်တောင်မပြခဲ့သူသူမရေတငုံတောက်နိုင်ဖို့အရေးခက်ခက်ခဲခဲကြိုးစားပေးခဲ့ပြီးကိုလက်တန်စင်တာကအစားအဝတ်စားလဲပေးတာအထိသူကိုယ်တိုင်ပဲလုပ်ပေးခဲ့တာပါသူမဟာလူလောကကြီးကိုနှုတ်ဆက်သွားခဲ့ပြီးမဲ့သူ့ရဲ့လက်ခွားပေါ်မှာတော့သူမရဲ့အငွေ့တက်လီဂျန်နီဆယ်ပါနေကောင်းလာမှာပါလို့သူပေးခဲ့တဲ့ကတိတွေဟာအခုတော့ရှိုက်ကြီးတငယ်မိုးတန်လေးအောက်မှာပျောက်ကွယ်သွားခဲ့ပါပြီခမားတာဝန်ကြီးခဲ့ပါတယ်ညီကိုခမားရဲ့မေတ္တာကတေချင်းတရားထက်ပိုပြီးခိုင်မာကြောင်းကဘာကြီးကိုတက်သေးပြခဲ့ပြီးသူမဟာကောင်းငင်ဘုံကနေခမားကိုပြုံးပြီးကြည်နေမှာပါစစ်မှန်တဲ့အချစ်ဆိုတာဘယ်လိုမျိုးလဲဆိုတာကိုဒီအမျိုးသားကကဘာကြီးကိုတက်သေးပြခဲ့ပြီးပါပြီဇနီးသေးကိုဆုံးရှုံးလိုက်ရတဲ့အတွက်ကျွန်တော်တို့လည်းရင်ထဲမှာပြောမပြတတ်အောင်စိတ်မကောင်းဖြစ်ရပါတယ်ညီကိုခမားတာဝန်ကြီးခဲ့ပါပြီခမားရဲ့ခိုင်ငဲတဲ့မေတ္တာအတွက်လေးစားရင်ကွယ်လွန်သူဇနီးတဲ့အတွက်လည်းထပ်တူဝမ်းနည်းရကြောင်းဆုတောင်းစကားဆိုလိုက်ပါတယ်